Hola everyone အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့ဒီချေတို့ဒီနေ့တော့ intercept လေးအကြောင်းဆက်လက်လာကြမယ်နော်အရင်နေ့တော့ဒီတို့ဒီစလုတ်ခန်းနဲ့ပတ်သက်ပြီးတော့ order ပဲခေါ်တာရဲ့ဒီ cross ဆဲဖို့အတွက် point 2 point ရှာတာရဲ့နောက်ပြီးတော့line line ပေါ်မှာအမှတ်ရှိမရှိသိရင်သိချင်ရင်ဘယ်လိုရှာရမလဲဆိုတာတဲ့အကြောင်းပြောပြပြီပေါ့နော်ဒီနေ့ဒီချေတို့ intercept တွေအကြောင်းဆက်ပြီးလေ့လာကြမယ် intercept ဆိုတာပါလေ intercept ဆိုတာကဒီချေတို့ဖြတ်မှတ်ကိုပြောတာပေါ့နော်ဒီမှာဆိုရင်ဒီကျတော့8 intercept နဲ့ y intercept ဆိုပြီးတော့နှစ်ခုပြရတယ်8 intercept ဆိုတာကဒီမှာပြရတဲ့အတိုင်းဒီကျတော့ဒီ line တစ် line ကဒီ8ဝင်ရိုးကြီးကိုဖြတ်သွားတဲ့အမှတ်ကိုပြောတာ the point where the line cross the 8 exit 8 exit ကိုဖြတ်သွားတဲ့အမှတ်ကို8 intercept လို့ခေါ်တယ်ဆိုတော့ဒီပုံလေးမှာဆိုရင်ဒီချက်ကိုဒီအမှတ်လေးကို point လေးခေါ်ပြီးကြည့်ပါလားဒီအမှတ်လေးကိုဘယ်လိုခေါ်မလဲဆိုတော့သူ့ရဲ့ h တန်ဖိုးအရင်ဆုံးကြည့်မယ်ဆိုတော့သူ့ရဲ့ h တန်ဖိုးက -3သူရဲ့ y တန်ဖိုးကဒီကျတော့ဒီ line ပေါ်မှာပဲမို့လို့0 -3,0 သတိထားမိလားဒီကျတော့8ဒီကျတော့8 intercept ရဲ့ y တန်ဖိုးက0အဲ့လိုပဲ y intercept ဆိုတာကဒီကျတော့ y ဝင်ရိုးကိုဖြတ်သွားတဲ့အမှတ်ကိုပြောတာ the point where the line cross the y exit y ဝင်ရိုးကိုဖြတ်သွားတဲ့အမှတ်ဒါဆိုရင်ဒီကျတော့ဒီအမှတ်လေးကို point လေးခေါ်ကြည့်အောင်ဘော်ဒါဘဲလေးခေါ်ကြည့်အောင်ဆိုတော့သူ့ရဲ့ h တန်ဖိုးအရင်ဆုံးကြည့်မယ် horizontal line တက်တက်မှာရှိတဲ့သူ့ရဲ့ h တန်ဖိုးကြည့်လိုက်တော့0y တန်ဖိုးကကြာဒီချေက4မှာဖြတ်ထားတယ် 0,4 ရမလားဒါပဲเนาะဒါမဲ့လေတခုသတိထားရမှာကတခါလေကြာရင်တော့ a intercept ကိုရှာပြီးပါ y intercept ကိုရှာပြီးပါလို့ထားရိုက်မိတတ်ပေမဲ့ what problem ပူစာတွေမှာတော့ခုနဒီချေပြောသလိုမျိုးအသုံးလေးနေမိတတ်တယ်ပေါ့เนาะခုနလို the point where the line cross the y exit y exit ကိုဖြတ်သွားတဲ့အမှတ်ဆိုရင်ဒါဆိုရင်လေတို့သိရမှာက y intercept ကိုရှာခိုင်းတာ y intercept ကိုရှာခိုင်းတာဆိုရင်ဒီချေတို့ကပေးရတဲ့ equation ရဲ့ h နေရာမှာ0ထည့်ပြီးတော့ရှာလိုက်အောင်မယ်အဲ့လိုပဲနောက်တစ်ခုက the point where the line cross the 8 exit 8 exit ကိုဖြတ်တဲ့အမှတ်ကိုရှာပေးပါဆိုရင်ဒီကျတို့ကပေးရတဲ့ equation ရဲ့ y နေရာမှာ0ထည့်ပြီးတော့ရှာပေးလိုက်အောင်မယ်ဆိုတော့အဲ့ဒါလေးကချင်းနဲ့တူတူတွက်ကြည့်မယ်ပေါ့နော်အဲ့ဒါလေးရဲ့ချင်းနဲ့တူတူတွက်ကြည့်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးဒါလေးကိုနှုတ်မှတ်ထားလို့ရပါတယ်ဆိုတော့ဒီမှာဒီချင်းနဲ့တူတူနံပါတ်1လေးတွက်ကြည့်အောင်ပထမဆုံးမိကုံးကဒီချေတို့ကို8 intercept ကို y intercept ကိုနှစ်ခုလုံးရှာခိုင်းတာပထမဆုံးဒီချေက8 intercept ကိုအရင်ရှာပြမယ်8 intercept ကိုရှာဖို့ဆိုရင်ဒီချေတို့မှတ်ထားရမှာက8,0 y နေရာမှာ0ထားပေးရမယ်ဆိုတော့ y နေရာမှာ0ထားပေးရမယ်ဆိုတော့ဒီ y နေရာမှာ0ထည့်လိုက်မယ်ဟိုဘက်ကဒီတိုင်းပြန်ကူလိုက်မယ်3/48 - 2 -2 ကကျတော့ equation ရဲ့ဒီဘက်ပို့တော့ plus 2ဖြစ်သွားမယ်3/48အဲ့တော့4ကဒီချေတို့ဒီမှာစားရတာမို့လို့ဘက်ကိုသွားပြီးတော့မြောက်တော့4နဲ့4 8 3x အဲ့လိုပဲ x နဲ့3နဲ့ဒီချေတော့မြောက်ထားတဲ့ equation တစ်ဖက်ကိုသွားပြီးတော့စားမယ်ဒါဆိုရင်8/3ရမယ်ပေါ့နော်ဆိုတော့ဒီချေတို့ရဲ့ x တန်ဖိုးက8/3 y တန်ဖိုးက0ဆိုတော့အဖြေက8/3,0ရမယ်နော်ဒါဆိုရင်နောက်တစ်ခုဒီချေတို့ y intercept လေးရှာကြည့်အောင် y intercept ကိုလိုချင်တိထားရမှာက0,y x နေရာမှာ0ထည့်ရမယ်ဆိုတော့ဒီမှာx နေရာမှာ0ထည့်ပေးရမယ်ဆိုတော့ဒီ x နေရာလေးမှာ0ထည့်ပေးရမယ်ပေါ့နော်ဆိုတော့ y equal to 3/4 x နေရာမှာ0 - 2 0ကဘာနဲ့မြေမြောက်0ဖြစ်တဲ့အတွက်ခြေရဲ့ y တန်ဖိုးက -2 ဒါဆိုရင် x တန်ဖိုးက0 y တန်ဖိုးက -2 0,-2အဲ့နေရာလေးမှာတခုသတိထားရမှာခလေးတော်များရှမ်းတက်တာလေအဲ့အဖြေထွက်တဲ့အမှတ်နှစ်ခုပေါင်းရေးလိုက်တာမျိုးလေ8/3, -2 ဆိုပြီးတော့အဲ့လိုမျိုးလုပ်လို့မရဘူးเนาะဒီတိုင်းရမှာက8 intercept ဆိုတဲ့အဓိပ္ပာယ်က y တန်ဖိုးကမဖြစ်မနေ0ထွက်ရမယ် y intercept ဆိုတဲ့ဟိုက teacher ရဲ့ h တန်ဖိုးက0ဖြစ်နေရမယ်အဲ့တော့ teacher ရဲ့အမှတ်က2မှတ်ထွက်ရမယ်8/3,0 နဲ့ 0,-2 ဖြေနှစ်ခုထွက်ရမယ်ဒါလေးကိုနားလဲတယ်ဆိုရင်ဒီချက်ကိုအောက်ကဒီ2 3 4 5လေးကိုလေ့ကျင့်လို့ရပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာတွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ